အမြတ်များချကြတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပါနော်ဒီဗီဒီယိုကိုမိတ်ဆွေတို့ကြော်ပြီးကြည့်ကြတယ်ဆိုရင်တော့အခုကလေးရပဲဒီဗီဒီယိုကိုမကြည့်နဲ့တော့နော်ဒီဗီဒီယိုကခင်ဗျားအတွက်မဟုတ်တော့ဘာလို့လဲဆိုရင်3နှစ်အတွင်းကျွန်တော်ငွေချထားတဲ့ experience လေးကိုမိတ်ဆွေတို့ကို sharing လုပ်ပြီးတော့မှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်နော်တချို့လူတွေကဒီဟာကိုလောင်းကစားထန်တယ်ပေါ့နော်လောင်းကစားဆိုတာဘယ်လိုမျိုးလဲဆိုတာကိုမိတ်ဆွေတို့ကိုရှင်းပြမယ်လောင်းကစားဆိုတာကခြုံသွားရင်ပြန်မနိုင်တဲ့ဟာကိုလောင်းကစားလို့ခေါ်တယ်ဒီကောင်ကခြုံသွားရင်ဇက်လိုက်ပြီးတော့ပြန်ရမယ့်ဟာနော်ဒါလေးကိုတော့သတိထားနော်နောက်တစ်ခုကဒီကောင်ကိုအချိန်ပေးနိုင်မှာစော့ပါနော်အချိန်မပေးနိုင်ပဲဆော့လို့ရှင်အဆင်မပြေဘူးဘာလို့လဲဆိုရင်မိတ်ဆွေတို့ကအများစုက9000ပဲထည့်ကြတယ်ပေါ့နော်9000ထည့်ပြီးတော့ဒီမှာ100နဲ့ဇာလိုက်တယ်ပေါ့နော်100နဲ့ဇာလိုက်တယ်အဲ့ဒါလေးကိုခဏလေးနဲ့ပျောက်ရောအဲ့လိုမလုပ်ကြပါနဲ့ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြမယ်အရင်ဆုံးကျွန်တော်ဒီထဲမှာ6သိန်းကျော်ရှိတဲ့အတွက်ဒီကောင်ကိုကျွန်တော်ထုတ်ပလိုက်မယ်7000လောက်ပဲထားပြီးတော့မိတ်ဆွေတို့ကိုဥပမာအနေနဲ့စော့ပြမယ်နော်ကို idea လဲသုံးလို့ရတယ်ကျွန်တော်ပြောမယ့် idea လဲသုံးလို့ရတယ်ပေါ့နော် okay ဒီမှာထုတ်ပလိုက်ပြီနော်ထုတ်ပလိုက်ပြီခဏနေကြရင်ဒီမှာရောက်လာမယ် okay ကျွန်တော်ကောက်ထဲမှာဒီမှာ7000လောက်ပဲရှိတော့တယ်မိတ်ဆွေတို့စားဆောမယ်ဆိုရင်ဒီထက်မှာပေါ့ဗျာ1000လောက်ယင်ပြီးသွားလို့ရှိရင်ဒီကောင်ကိုအများဆုံးနဲ့မဟုတ်ဘူးနော်အနည်းဆုံးကလည်းစပြီးစားလိုက်ပြီးတော့မှမိတ်ဆွေတို့စော့ခြင်းတယ်လို့စော့ကျွန်တော်အကြံပေးချင်တာကဒီကောင်ကို30ရနဲ့စပြီးစော့ပေါ့နော်ဒီမှာအကြီးကျနေတဲ့အတွက်ကျွန်တော်တို့အကြီးကိုပဲလိုက်ရမယ်မိတ်ဆွေတို့ကို idea နဲ့လည်းကိုစော့လို့ရတယ်ကျွန်တော်ပြောသလိုလည်းစော့လို့ရတယ်ပေါ့နော်โอเคအကြီးကိုကျွန်တော်30နဲ့လိုက်မယ်ရှုံးသွားလို့ရှိရင်ဒီကောင်ကိုကျွန်တော်ဘယ်လိုလုပ်မလဲဆိုတာကိုမိတ်ဆွေတို့စောင့်ကြည့်လေဒီကောင်30နဲ့လိုက်တော့အမြတ်အရန်နဲတဲ့ဆိုပြီးတော့မထင်လိုက်နဲ့ပေါ့နော်ဒီထဲမှာလည်းအမြတ်ရှိတယ်ဘယ်လိုရှိတာလဲဆိုတာကိုပြမယ်အဆုံးထိကြည့်โอเคအခုဒီမှာကျွန်တော်30ချုံးသွားပြီပေါ့နော်ဒီမှာ30ချုံးသွားပြီ30ချုံးသွားတဲ့အတွက်ဒီမှာအသေးချနေရနော်အသေးကိုပဲကျွန်တော်30နဲ့လိုက်မယ်30ဒီကောင်အပေါင်းလေးနှိပ်လိုက်လို့ရှင်20ဖြစ်သွားမယ်နောက်တစ်ခေါက်နှိပ်လိုက်လို့ရှင်ဒီမှာ30ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဒီ30နဲ့ပထမအချိန်တုန်းကဒီမှာ30နဲ့ပေါ့နော်အခု30နဲ့လိုက်ထားတယ်အဲ့တော့နှစ်ဆကျွန်တော်ပြန်အမြတ်ရမယ်ပေါ့နော်โอเคဒီဟာလည်းရှုံးသွားပြီဒီဟာနဲ့ကျွန်တော်စားစောပြတာနော်30 30ဒါဆိုရင်40ဖြစ်သွားပြီပေါ့နော်ဒီတစ်ခါခုန30ထိုးတဲ့အတွက်30ကို3ဆလုံးမယ်နော်โอเค339အဲ့တော့3ဆ90 3ဆဆိုတော့90ပေါ့နော်โอเคဟိုဒီမှာမေးစလို့တရားကြည့်30 20 30 30 90 30ရှုံးရင်30လောက်30ရှုံးရင်90လောက်โอเคခဏဆောင်မယ်ဟုတ်ပြီဒီကောင်လည်းရှုံးသွားပြီနော်တဖြည်းဖြည်းနဲ့ဒီကောင်ကအရင်များလာတယ်ပေါ့နော်မိတ်ဆွေတို့100နဲ့ပဲစဉ်းစားကြည့်100နဲ့ပဲဇာလိုက်မယ်ဆိုရင်အခုဆိုရင်100 300 900ဒါတွေအကုန်လုံးပေါင်းလိုက်လို့ရှင်1300လောက်ချုံးသွားပြီပေါ့နော်ကျွန်တော်အခုအဲ့ကြောင့်မလို့ကျွန်တော်30ရနဲ့စပြီးတော့ဇာလိုက်ပြရတယ်ပေါ့နော်โอเคအခုတော့အချိန်မရှိတော့ဘူးခဏလေး290ဒီတစ်ခါကျွန်တော်တို့လောင်းရမှာက290နော်90ကို3ဆလောက်ရမှာပေါ့နော်90ကို3ဆလိုက်ရရှင်290ဖြစ်သွားမယ်โอเคโอเคဆောင်းလိုက်မယ်ဒီမှာကြည့်မရှိလို့မြင်တဲ့အတိုင်းပဲเนาะကြည့်လိုက်အရင်ရောအမြရောတခါလေးရသွားပြီเนาะဒီကောင်ကိုအများဆုံးနဲ့ငွေတွင်းအမဲဆုံးကနဲ့ဇာလိုက်အဲ့ကြမှာမရှိလို့အမြတ်တွေနေတိုင်းရှာလို့ရမယ်ကျွန်တော်နေတိုင်းအလကားနေနေဒီမှာငွေထုတ်မဲ့ပြလိုက်မယ်เนาะဒီမှာအလကားနေနေ6သိန်း5သိန်း
3သိန်း6တောင်းအလကားနဲ့မဟုတ်ပါဘူးကျွန်တော်လည်းဒီ idea တွေတုံးပြီးတော့ကျွန်တော်ဆော့လာတာပေါ့နော်အဲ့ကြောင့်မလို့မိတ်ဆွေတို့ကို sharing လုပ်ပြီးသွားတာဒီစကားကိုပဲကျွန်တော်ပတ်စံယူပြီးတော့တင်သားဖွင့်ပေးလို့ရှင်ကျွန်တော်ပြောတဲ့စကားကိုတေချာနားထောင်ပါပေါ့နော်အခုတော့ကျွန်တော်ပြောနေဒီတိုင်းပဲ free ပြောနေတော့ဘယ်သူမှဂရုစိုက်မှာမဟုတ်ပါဘူးတကယ်လို့မိတ်ဆွေတို့ကဂရုစိုက်ပြီးကြည့်နေတယ်ဆိုရင်ကျွန်တော်ပြောသလိုဆော့ကြည့်အရန်ကိုအဆင်ပြေမယ်ပေါ့နော်โอเค9000ထက်10ကနေစပြီးစားလိုက်နော်အခုပဲလက်တွေ့ကြည့်လိုက်လေဒီမှာ10ရှုံးတယ်30ရှုံးတယ်90ရှုံးတယ်နော်ဒီနေရာမှာမရှိတော့100နဲ့စပြီးတော့ထိုးမဲ့ဆိုရင်2000ကျော်တော့ကုန်သွားပြီဒီမှာပဲ2000လောက်ဆိုရင်ကုန်သွားပြီ9000တွင်းထားတယ်ဘာမှမကြမ်းတော့ဘူးစားလိုက်ဖို့နော်အဲ့ကြောင့်မလို့30နဲ့စားလိုက်ဒီမှာအရင်ရောအမြတ်ရောတစ်ခါတည်းထွက်လာမယ်ဒီကောင်ကတော့အချိန်ပေးဖို့လိုတယ်ပေါ့နော်ဘယ်အရာမဆိုအလကားမရဘူးအချိန်ကတော့ပေးရမှာပဲโอเคဒီလောက်ဆိုရင်နားလဲလာမသိဘူးနားမလဲတာရှိလို့ရှင်လာမေးလို့ရတယ်နော်โอเคအားလုံးပဲ see you bye bye အဆင်ပြေကြပါစေနော်